အားလုံးပဲမင်္ဂလာပါဒီတစ်ပတ် Sunday ကတော့ကျွန်တော်တို့သင်က friendly ပွဲတစ်ပွဲရှိပါတယ် friendly ပွဲကပဲသင်တဲ့ကံမလဲဆိုတော့ဒါလက်ခုလက်ရှိအသင်းတင်ထောင်တာမကြသေးပေမဲ့စင်ကူရဲ့အကောင်းဆုံးအသင်းလို့ပြောလို့ရတဲ့အသင်းနဲ့ရှင်ပြိုင်မှာဖြစ်ပါတယ်အသင်းနာမည်ကတော့အေယာဝတီဖြစ်ပါတယ်အေယာဝတီအသင်းဟာဘလောလက်ရှိမှာတော့ဘာပြောလူငယ်များနဲ့ဖွဲ့စည်းထားတဲ့အရန်တကယ်ကိုကစားလို့ကောင်းတဲ့အသင်းတစ်သင်းလည်းဖြစ်တယ်ထို့ကြောင့်ကျွန်တော်မိခါသင်းအနေနဲ့ friendly ပွဲကန်တာဖြစ်တယ်ဒါကျွန်တော်တို့ဘောလုံးကွင်းရဲ့အနေထားပါနော်စင်ဦးနိုင်ငံမှာတော့ဘောလုံးကွင်းတွေကတော့မြက်တုကွင်းတွေကတော့တကယ်ကန်လို့ကောင်းပါတယ်ဒါတော့ကျွန်တော်တို့အသင်းရဲ့ဒီကစားကွက်ကိုပြောနေရဖြစ်တယ်line first line နဲ့ second line နဲ့စသဖြင့်ပေါ့နော်အဲ့ဒါပြောနေရဖြစ်တယ်ဒါကတော့ကျွန်တော် Omia လောက်တာဖြစ်တယ်ပတ်စင်ဒါကတော့ကျွန်တော်ကြော်ရှော့သေးဘူးလေချင်းကဒါကတော့ Chris ပါကျွန်တော်ကဘောလုံးကွင်းရောက်တာနောက်ကျတာဖြစ်တဲ့အတွက်အားလုံးကြော်ရှော့ပြီးသွားတဲ့အချိန်မှာကိုလိုရတဲ့ကြော်ရှော့ခြင်းဖြစ်တယ်ဒါတော့ကျွန်တော်အသင်းဒီပြန်နဲ့ကပတိန်ကိုဝနာဖြစ်ပါတယ်ဘေးနာကတော့ကိုတဲမောင်ပေါ့သူတို့ရေဆိုရင်မိခမ်းမှာတော်တော်ကြီးကြာပါပြီကိုစီအမှထူးခြားတဲ့ချက်ကကျွန်တော်နဲ့ကိုစီနဲ့30ဝတ်တာချင်းတူတယ်ဒါကိုစီကတော့ original old school 30ပေါ့ကျွန်တော်ကတော့ the new school ပေါ့ဒါကကျွန်တော်တို့တင်ပထမဆုံး first goal ကိုညီလေးဟင်းထောင်အောင်တင်ရတဲ့ပုံရိပ်လေးပဲဖြစ်ပါတယ်သူနောက်တန်းကိုတယောက်ကိုလှည့်ပြီးတော့တတရာလေးပဲတင်ရတာဖြစ်တယ်ဒါတော့ပထမပိုင်းမှာကျွန်တော်ဝါစီနဲ့ဦးဆောင်တယ်ဒါကတော့ဒါဒုတိယတကူတော့သူတို့တွင်းနေဥဆောင်မပါဘူးပေါ့နော်ဒါကတော့သူတို့ second လုံးပေါ့နော်ဒုတိယကုန်ကိုကြီးကန်တဲ့ဥစားကိုချမ်းသာအနေနဲ့ပုတ်ထုတ်လိုက်တဲ့အခါမှာအရာတွေအတင်းရပဲတိုက်ကိုတော့ထွက်လာပေါ့တိုက်ကန်လိုက်တယ်ကိုကခင်ဗျာမှသူတို့က2-1နဲ့ကျွန်တော်တို့ဥဆောင်နေတယ်အဲ့တော့ကျွန်တော်ပထမပိုင်းမှာတော့ဒီတိုင်းပဲသူပြန်ဆိုမယ်ဒုတိယပိုင်းမှာကျတော့ကျွန်တော်မိခသင်းနေနဲ့တော်တော်ဖိပါတယ်တော်တော်ဖိတယ်ဆိုပေမဲ့လည်းဒါကိုရဖို့ကန်ခီရလည်းပါမှာပေါ့နော်ကျွန်တော်တိုင်ထီရဲ့ပြန်ထွက်လာတယ်ပြန်ကန်တယ်တိုင်ထီရဲ့ပြန်ထွက်လာတယ်ပြန်ကန်တယ်ဒီလိုဆိုလဲဝေယံလေးပေါ့နော်ဖောင်းပေါ်ရတဲ့ဘောလေးပေါ့ဒါကတော့ကျွန်တော်ကွန်နာကန်တင်နဲ့လုံးမဒါကျွန်တော်ပေါ့နော်ကျွန်တော်ကွန်နာကိုအေးစေးညင်ကန်တင်မဲ့လဲကျွန်တော်ကိုပေါင်းချိန်ချောင်းမှုတော့ရှိခဲ့တယ်မပြန်ထွက်လာပေါ့ကိုလည်းမျိုးမတိုက်တယ်ဒါပေမဲ့လည်းကိုလုံးမဖြစ်တယ်ကျွန်တော်အသင်းနေနဲ့ဒုတိယပိုင်းမှာပြန်လည်ပြီးတော့ကစားပွဲရအောင်ဘောလုံးပိုင်ဆိုင်မှုရအောင်ကျွန်တော်ကိုချိန်ချောင်းမှုရအောင်တာပေမဲ့လည်းဒီပွဲကကျွန်တော်တို့ကိုကန်ခီတဲ့ပွဲပဲဖြစ်တာဒီလုံးကတော့ကျွန်တော်ကန်ရင်နဲ့လက်ခောက်သွားတာပေါ့နော်ကျွန်တော်pass လုပ်တဲ့အခါမှာအချိန်မထိန်နိုင်ပဲနဲ့ကျွန်တော်လက်နဲ့ထောက်ကြသွားတဲ့အတွက်ကျွန်တော်လက်ခောက်သွားတာဖြစ်တယ်ဒါပေမဲ့လည်းကျေးဇူးတော်ပဲကျွန်တော်လက်ကရန်ရောဆူဆိုးရမဖြစ်ပါဘူးဒါပေမဲ့ကျွန်တော်အသင်းဖော်ကြီးကျွန်တော်အတွက်စိတ်ပူပေးအတွက်ဒါကျွန်တော်အရင် appreciate ဖြစ်တယ်အရင်လည်းကျေးဇူးတင်တယ်တွေးဖို့နေအချိန်ကျတော့ဘာမှဖြစ်ဒါပေမဲ့အခုနားလိုက်တဲ့အချိန်မှာလက်ကနည်းနည်းအကွေးဆန်နေလို့မရတာတွေရှိတယ်ဒါပေမဲ့လည်းကျွန်တော် okay ပါဆိုကျွန်တော်ဝါသနာပဲဘောလုံးကိုကျွန်တော်ကန်ရတဲ့အတွက်ကျွန်တော်ပျော်ရွှင်တယ်ကျွန်တော်ပြောခဲ့သလိုပဲဒုတိယပိုင်းမှာကျွန်တော်အသင်းအရင်ဖိတယ်တစ်ခါတည်းကိုကျွန်တော်ဖိအားတွေပေးပြီးမယ်လဲကျွန်တော်တို့ကိုကန်ခေရကိုမရဘူးဒီလုံးဆိုလဲကျွန်တော်ဟိတ်ထက်လေးကကျွန်တော်ပြေးလန်းကြောင်းနဲ့မျောပြီးတယ်ကျွန်တော်တစ်ချက်ကြည့်ရဲကျွန်တော်လှမ်းကန်တင်တယ်ကိုလာမျိုးပိတ်တဲ့နေရာမှာလဲကျွန်တော်ကိုရခြင်းမရှိခဲ့ဘူးပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဒီပွဲကိုကြည့်ပြီးတော့ဒီပွဲက2-1နဲ့ပြီးသွား